လူကနိုးနေတယ်တိနေတယ်ခန္ဓာကိုယ်ကလှုပ်လို့မရအောင်အော်လို့လည်းမရအောင်ဘလူးကြီးတကောင်ကရင်ဘတ်ပေါ်တက်စီးနေတယ်လို့ခံစားရတယ်ဒါမျိုးကြုံဘူးလားဘလူးစီခံရတာကိုကတ်ချာမျိုးမျိုးနဲ့ယုံကြည်မှုမျိုးမျိုးရှိကြပါတယ်တချို့ကကြတော့ကိုကကန်နေလို့ဖြစ်ရတယ်တချို့ကကြတော့ကိုနေတဲ့အိမ်မှာအဖက်အမောက်တစ်ခုခုရှိနေလို့ဖြစ်ရတယ်တချို့ကကြတော့မကောင်းဆိုးဝါးတကောင်ကောင်ကဝင်စီးဖို့စ조사လို့ဖြစ်ရတယ်ဆိုပြီးတော့ပြောကြတယ်သိပ္ပံသဘောတရားကြီးကကြတော့ဘလူးစီခံရတာကို sleep paralysis လို့ခေါ်ပြီးတော့နိုးနေပေမဲ့လည်းခြေလက်တွေအချီတုပ်ခံထားရတယ်လို့ခံစားရတာမျိုးပါဘလူးစီခံရတာဘာဖြစ်တာလဲဘေးနားမှာလူတယောက်အကောင့်တစ်ကောင်ကောင်ကလာရက်နေတယ်လို့ဝိုးတော့ဝမြင်ရတာရောဘာဖြစ်တာလဲငငယ်တော့အင်္ဂလိပ်စာမှာသင်ခဲ့ရတဲ့ sleep and dream အကြောင်းစာပြန်တွေ့အောင်လူတွေအိပ်ဆက်တဲ့အခါမှာ NREM နဲ့ REM ဆိုတဲ့အိပ်ဆက်မှုအဆင့်တွေနဲ့အိပ်လိရှိပါတယ် NREM ဆင်ရကြတော့အမားတို့ရဲ့ခန္ဓာကိုယ်ကပြေရော့ပြီးတော့အနားယူတဲ့အခြေအနေမျိုးမှာရှိတယ်REM ဆင်ရကြတော့အိမ်မောကြပြီးတော့အိမ်မက်မက်တဲ့အဆင့်မှာဘလူးစီခံရတဲ့ဆိုတာကဒီ NREM နဲ့ REM ဆင့်တွေရုပ်တရက်အကူအပြောင်းမှာဖြစ်လိရှိပါတယ်အိမ်မောကြတဲ့ REM ဆင့်ကိုရောက်ပြီးအိမ်မက်မက်တဲ့အဆင့်ကိုရောက်ပြီးဆိုရင်ခန္ဓာကိုယ်ကိုလှုပ်မရအောင်အုံနောက်ကလှုပ်ရှားမှုအားလုံးပိတ်ချပစ်တယ်ဒါမှသာအိမ်မက်ထဲမှာလက်သီးထိုးရင်အပြင်မှာလိုက်မထိုးမိမှာဖြစ်တယ်လို့အိမ်မက်ထဲမှာပြေးရင်လည်းအပြင်မှာထမပြေးမိမှာဖြစ်ပါတယ်အိမ်မက်ထဲမှာလှုပ်သမျှကိုအပြင်မှာလိုက်လုံမိပြီးတော့ထိခိုက်ဒဏ်ရာရတာမျိုးမဖြစ်အောင်အုံနောက်ကခန္ဓာကိုယ်လှုပ်ရှားမှုအားလုံးထိန်းချုပ်ပစ်လိုက်တဲ့သဘောပါပဲဒီတော့လူတယောက်ပုံမှန်နိုးထားတဲ့အခါမှာအုံနောက်ကခန္ဓာကိုယ်လှုပ်ရှားမှုအားလုံးပိတ်ချပစ်ထားတဲ့အခြေအနေကိုအရင်ဆုံးဖြတ်သိမ်းရတယ်ပြီးမှသာနိုးထားသက်ဝင်ဖို့အမိန်ပေးရတာပါဒါပေမဲ့ဘလူးစီခံရတဲ့ဖြစ်စဉ်ကကြတော့ဒီအဆင့်နှစ်ခုကိုပြောင်းပြန်လုံးပြီလို့ဖြစ်ပါတယ်အုံနောက်ကခန္ဓာကိုယ်လှုပ်ရှားမှုအားလုံးကိုပိတ်ချပစ်ထားတဲ့အခြေအနေကိုမဖြတ်သိမ်းခင်မှာနိုးထားသက်ဝင်ဖို့အမိန်ပေးလိုက်မိလို့ပါပဲသဘောကတော့အုံနောက်နဲ့အသီးစိတ်ကခန္ဓာကိုယ်ထက်အရင်နိုးလာလို့ဖြစ်ပါတယ်အဲ့မှာအသီးစိတ်ကခန္ဓာကိုယ်လှုပ်မရတာကိုကြောက်လန့်တကြားတုံ့ပြန်တာမလို့ဘလူးစီခံရတယ်လို့မျိုးခံစားရတာပါဒီမှာမေးစရာတစ်ခုရှိပါတယ်ဘလူးစီခံရတဲ့အချိန်မှာသတ္တဝါကြီးတစ်ကောင်လို့မကောင်းဆိုးဝါးလို့ဝိုးတော့ဝတွေ့နေရတာရှိပါတယ်အဲ့ဒါဘာဖြစ်တာလဲဆိုရင်အိမ်မောကြပြီးတော့အိမ်မက်မက်နေရမယ့်အစက်မှာအိမ်မက်ပုံရိပ်တွေကိုဖန်တီးပေးနေတဲ့အုံနောက်စိတ်ပိုင်းကရုတ်တရက်နိုးထသက်ဝင်လာတာကိုသဘောမပေါက်ဖ ೇನೆ အိမ်မက်ပုံရိပ်တွေကိုစက်ဖန်တီးပေးနေရမလို့ဝိုးတော့ဝအရိပ်တွေမြင်ရတာဖြစ်တယ်လို့ဖတ်ရှုရပါတယ်ဒါကတော့သိပ္ပံသဘောတရားနဲ့ဖြည့်ရှင်းထားတဲ့ဘလူးစီခံရတဲ့ဖြစ်စဉ်အကြောင်းပါဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်း fashion မိသမျှတွေကိုပြန်လည်မျှဝေပေးပါမယ်ရှင်